အားလုံးပဲမင်္ဂလာပါခင်ဗျာလို့ကျွန်တော်ကိုမိုးရန်ဟော်ရာ channel မှာနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကိုဒီအမတ်တယောက်ပေးပို့လာတဲ့ကိုတို့ဖြစ်ရမှာဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအစီအစဉ်လေးကိုမစခင်ကျွန်တော်ရဲ့ကိုမိုးရန်ဟော်ရာ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပြီးနောက်တင်မဲ့ဇလန်းတွေကိုလည်းမလွတ်တမ်းသိရှိရအောင်မျိုးတီခေါင်းလုံးလေးကိုလည်းနှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာကဲဒါဆိုအစီအစဉ်လေးစလိုက်ရအောင်ခင်ဗျာကျမတို့ကပင်လယ်ပိုင်းကရော်တရွာမှာနေကြတဲ့မိသားစုလေးပါချိန်အားဖြင့်2000ခုနှစ်မိုးနှောင်းကာလကပါလူတွေကလည်းပါတဲ့အချိန်ဖြစ်တာကြောင့်ညဘက်ငါးရှာတဲ့အလုပ်ကိုပဲအားကိုးနေရတာပေါ့တနေ့တော့ဒီမယားနှစ်ယောက်ည9နာရီကျော်လောက်မှာကလေးနှစ်ယောက်ကိုအိမ်သားကခဲရတဲ့အိမ်မှာခဏထားခဲ့ပြီးငါးရှာထွက်လာခဲ့ကြတယ်ကျမတို့နေတဲ့ရွာရဲ့ဟိုဘက်ရွာကအလဲမှာလှဲလန်းချောင်းတစ်ခုချတယ်ကျမတို့ရွာရဲ့တင်ញံကုန်းကရွာရဲ့အထွက်မှာရှိတယ်ဟိုဘက်ရွာရဲ့သာတင်ကျောင်းကသူတို့ရွာထိပ်မှာရှိတယ်။ဒါနဲ့ပဲလင်မယားနှစ်ယောက်စကားတပြောပြောနဲ့ရွာတွေကထွက်လာခဲ့ကြတာ။တဖြည်းဖြည်းနဲ့ရွာပြင်ရောက်လာခဲ့ကြတယ်။ရွာရဲ့တင်ချိုင်းနာကဖျက်လျှောက်လာကြပြီးရွာပြင်ကလေကွင်းပြင်တွေကိုရောက်လာကြတယ်။ဒီလိုနဲ့ကျမကကဲအကိုကြီးရှာစရာရှိတာရှာမြန်ရှာပြီးစောစောပြန်ကြမယ်။ကလေးနှစ်ယောက်ကိုသူများနဲ့ထားခဲ့ရတာကျမစိတ်မချဘူး။အကြီးမလေးကနေတတ်ပေမဲ့ငယ်မလေးကငုံနေရိုက်ခံနေဆိုတယ်အေးပါမိမရဲ့အခုကငါးရှာဖားရှာသမားတွေကများတော့ရင်လိုငါးပစုံတွေပေါ်တော့ဘူးဟာကဲငါတို့ဟိုဘက်ရွာထိပ်စာတင်ကျောင်းသားကလေဝင်းကိုသွားရှာကြတာပေါ့ဒီလိုနဲ့လင်မယားနှစ်ယောက်ဆက်သွားကြရင်ဟိုဘက်ရွာကစာတင်ကျောင်းကြီးကိုဓာတ်ရောင်နေအောင်လှမ်းနေရပါဘူးဒါရဲ့မန်းတော့မပြီးပဲချက်သိန်းတစ်ချက်ဖြန်းကနေထသွားတယ်ယောက်ျားကမိမကြီးဒီလေကစင်းပေါင်ပေါ်မှာထိုင်ဆောင်နေခဲ့ယောက်ျားအရှိကအိုင်ထဲမှာရင်နှိုးစင်းတွန်းလိုက်အောင်မယ်နေရဲတယ်မလားအရင်လဲဒီလိုပဲအဖော်လိုက်ပြီးနေကြမှုရပါတယ်ကိုဘာသာဘယူးဆိုင်လို့ပြောပြီးဆက်လက်တူမြင်းညစ်ပြီးထိုင်ဖွာနေလိုက်တယ်ဒါပေမဲ့အရင်နေ့တွေနဲ့မတူဒီနေ့ကျကြောမလုံးသလိုခံစားနေရတယ်လေကွင်းထဲမှာလေကတဟူးတိတ်ဆိတ်နေတဲ့အချိန်တယောက်တည်းကွင်းလေကောင်းမှငုတ်တော့ဟိုကြည့်ဒီကြီးနဲ့ဝေးကစာတင်ချောင်းကြီးကလည်းခြောက်ချားစရာကောင်းမမဲကြီးနဲ့ထမ်းမင်အရှိကြီးတွေကလည်းရင်းထိုးပြီးထမ်းလက်တွေကလေတိုက်လို့တဖြန်းဖြန်းမြည်နေတဲ့အတန်တွေကကြောချမ်းစီကောင်းလာတာကြောက်စိတ်ကိုဖြေပြောက်ပြီးယောက်ျားဖြစ်သူကိုအာကိုတကြီးနဲ့လှန့်ကြည့်ပြီးတော့တော်တော်ဝေးဝေးမှမှုဥပါဒအာတင်ပြီးနေလိုက်ရတယ်မနေရဘူးပြန်ကြမယ်ပြောရင်လဲနောက်နေ့အတွက်စားဝင်နေရခက်ခဲသွားမှာကိုသိနေတော့ပြောမထွက်ပြန်ဒီလိုနဲ့တယောက်တည်းပြားများနေတော့ယောက်ျားဖြစ်သူကရင်နှုံးကိုပခုံးမှာထမ်းပြီးတုတ်တုတ်ပြပြနဲ့ရောက်လာတယ်မိမမြင်လားပြန်ရမယ်လို့အတန်နေတုံပြီးပြောလာတယ်ကျမကဘာဖြစ်လို့လဲလို့မေးတော့အင်းရောက်မှပြောမယ်အမြန်လာဆိုပြီးအရှိကမပြေးုံတမင်ရှောက်သွားတော့ကျမလည်းငွေလိုက်ရတာပေါ့ဒီလိုနဲ့အင်းရောက်တော့မှဘာဖြစ်တာလဲလို့မေးကြည့်တော့သူငါးရှာနေတော့စိတ်ထဲကတမျိုးကြီးဖြစ်လာလို့စာတင်ကြောက်ရှိနှမ်းကြည့်လိုက်အရက်အရှိကြီးနဲ့မမဲကောင်ကြီးတကောင်သူ့စီကိုလှန့်လာတာရှင်းရှင်းလင်းလင်းကြီးကိုတွေ့လိုက်ရတာတဲ့ဒါကြောင့်ရင်နှုံးကိုအမြန်ဆွဲယူပြီးပြေးလာခဲ့တာကျမကိုပြရင်တအားကြောက်သွားမှဆိုလို့အိမ်ရောက်မှပြောတာတဲ့တော့ရုံဆိုသူကတိတ်မကြောက်တတ်ပါဘူးညာလုံးပေါက်ငါးရှာထွက်နေကြပါဒီတစ်ခါတော့သူလည်းတော်တော်လေးလန့်သွားပါတယ်အနေရစားပြီးသူလည်းအပြင်းပြပြသွားတာ9ရက်လောက်ကြာပါတယ်နောက်အတော့ကိုသူရောင်လို့တော့လှည့်မကြည့်တော့ပါဘူးအခုတော့ကျမအမျိုးသားလည်းမရှိတော့ပါဘူးနောက်ကိုရစ်အဖြစ်ပြက်များကိုလည်းအလင်းသင့်တယ်လို့ပေးဖို့ပေးပါအောင်မယ်လို့ပြောလာတဲ့ဒီမောက်ကိုကျွန်တော်ကိုမိုးရန် channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခုလိုအစားဆုံးလိုက်ပါနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာညာချမ်းလေးဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းမရင်ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာတင်ပြီးဆုံးပါရစေခင်ဗျာဟုတ်ကဲ့ကျွန်တော်အစီအစဉ်တင်ဆက်သူကိုမိုးရံပဲဖြစ်ပါတယ်ခင်ဗျာ